များကြီးနဲ့စကားပြောရတဲ့ကြိုင်ရင် extrovert တယောက်ထင်းနေရတဲ့ကြိုင် introvert လို့တင်ထင်နေတော့လားဒါဆိုရင်တင်ထင်နေရလုံးဝမားနေပါတကယ်ဖြေမအောင်သိကျင်တော့ခုကျွန်တော်မင်းမျိုးကိုအမှန်တိုင်းဖြေကြည့်ပါတပတ်လုံးအလုပ်တွေရှုံးလူတွေအများကြီးနဲ့စကားတွေအများကြီးပြောဆိုဆက်ဆံပြီးတော့တောက်ကြံနေရရောက်တဲ့အခါတင်ဟာဘယ်လိုနည်းနဲ့နားယူချင်တာလဲတကယ်ချင်းနေနဲ့ပြင်ထွက်ပြီးကင်းမယ်ဒါမှမဟုတ်တယောက်တည်းအေးစင်းနေပြီးစောက်ဖတ်မယ်ဒါမှမဟုတ်ဖုံးကြည့်မယ်ဒီဖြေကတဲုံတော့ဘယ်လိုလုပ်လို့ပြလဲဆိုတော့တိကျပြောပြပေးနိုင်ပါတယ်စိတ်ပညာရှင်ကာရီဂျောင်းရဲ့အဆိုအရ social battery အားသွဲမှုကွာခြားချက်ပါလူများစုထင်တယ်လို့ introvert တွေကလူကြောက်တတ်တာမဟုတ်ပါဘူးအတူတူကလူတွေနဲ့စကားပြောရတာကိုbattery အားကုန်စေတဲ့အလုပ်လို့မြင်တာဘက်မှာလည်း extrovert တွေကတယောက်တည်းနေရတာကို battery အားကုန်စေတယ်လို့မြင်တာပါသူတို့ကလူတွေကြားထဲမှာအားပြန်ပြည့်ရပါဒါကြောင့် extrovert တယောက်ဟာလည်းပါတီပွဲမှာပျော်နေနိုင်တယ်လို့ extrovert တယောက်ဟာလည်းအိမ်မှာအေးအေးဆေးဆေးလေးနေနိုင်ပါတယ်။ကွာခြားချက်ကအဲ့ဒီပွဲပြီးမှသူတို့အားဘလို့ပြန်တွင်းနေလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်။အားကြောင့်ဒီလိုဖြစ်ရတာလဲ။တိတ်ပန်နေကြအဖြေကဒါဟာတင်အုံနောက်ထဲကဒိုပါမင်ရဲ့တုံ့ပြန်မှုကြောင့်ပါ။ extrovert ရဲ့အုံနောက်ကတော့ဒိုပါမင်ရဲ့လုံဆောင်မှုအလွန်မဲလိုလားကြပါတယ်။ဒါကြောင့်သူတို့ဟာဆူညာတဲ့နေရာတွေစိန်ခေါ်မှုတွေကိုပုံမတဘောကြကြပါတယ်။ဒါပေမဲ့ introvert တွေရဲ့အုံနောက်ကကြတော့ဒီဒိုပါမင်ရဲ့လုံဆောင်မှုကိုအရန်ကုန်မှာ sensitive ဖြစ်ကြပါတယ်။လုံဆောင်များရင်သူတို့ရဲ့အုံနောက်ဟာ overload ဖြစ်သွားတတ်ပါတယ်။ဒါကြောင့်သူတို့ဟာတည်ငြိမ်တဲ့ acceptive ကိုယ်လမ်းကြောင်းပုံမနစ်တက်ကြပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကျွန်တော်တို့အားလုံးဟာ100% introvert ဒါမှမဟုတ် extrovert မဟုတ်ကြပါဘူး။ကျွန်တော်တို့ဟာဒီနှစ်ခုကြားထဲမှာရှိတဲ့ ambivert တွေဖြစ်ဖို့များပါတယ်ကျွန်တော်တို့ကတခါတလေတော့လဲလူတွေနဲ့ပြောခြင်းတယ်တခါတလေကြောက်လဲတယောက်တည်းအေးအေးဆေးဆေးနေကြတာမျိုးပါဒါဟာတင်းစိတ်အခြေအနေနဲ့ပေါင်းကျင်ပေါ်မှာအများကြီးမူတည်နေပါတယ်အနည်းချို့ရဲ့တင်းဟာဘယ်လိုလူမျိုးပဲဖြစ်ဖြစ်အမားမဟုတ်ပါဘူးအရေးကြီးတာတင်းရဲ့ battery ကိုဘယ်လိုအားပြန်တွင်းရမလဲဆိုတာသိဖို့ပါပဲကဲအစအမေးကိုတင်မလို့ဖြေခဲ့လေကကြီးလားခါဝေးလားဒါမှမဟုတ်အခြေအနေကပြောင်းလဲရတဲ့ ambivert လားကိုမင်းမှာရေးပြီးတော့ပါဦးဒီဗီဒီယိုလေးကတဲ့အတွက်ကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဒီက extrovert လား introvert လားဆိုတဲ့အချက်တွေကိုတချို့တော့တည်သွားမယ်လို့မျှော်လင့်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့စိတ်ပညာလိုအပ်ချက်တွေအတွက်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ်